လာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာသူကအဖျားနဲ့ပြည့်စုံနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဒီတစ်ခါကျွန်တော်ကြည့်သွားမယ့်ဗီဒီယိုလေးရတော့ဒါကျွန်တော်တို့ဗီဒီယိုဇက်ကားထဲမှာပဲကျွန်တော်တို့ရှိရထင်ခဲ့တဲ့အဖြစ်ပြက်လေးပေါ့နော်ဒါပေမဲ့အဖြစ်မှာတကယ်ကိုလက်တွေ့ရှိတယ်ဗျာအမျိုးတွေမယုံကြည့်သွားနော်တောင်းနေသိလိုက်မယ်ကျွန်တော်တို့ဗျာနော်သူ့ရဲ့ဒါချစ်ရတော့ယောက်ျားကိုသူကိုယ်တိုင်ဒါနောက်မင်းမသူ့ယောက်ျားနောက်မင်းမယူသွားလို့သူကိုယ်တိုင်သူ့ယောက်ျားရဲ့မင်္ဂလာပွဲကိုသူကိုယ်တိုင်ဒါဆောင်ပေးလိုက်တဲ့နော်ကျွန်တော်တို့အမတယောက်ဟိုအန်တီတယောက်ရဲ့ဗီဒီယိုလေးပေါ့နော်တကယ်မှလက်လန်နေပြန်နော်ကျွန်တော်တို့အချစ်ကြည့်တာနော်သူ့ယောက်ျားနောက်ထပ်မိန်းမထက်ယူလို့သူကိုယ်တိုင်မင်္ဂလာဆောင်ပေးလိုက်တယ်ဆိုတာပဲနော်ကျွန်တော်တို့ကဲနားဆင်ခံစားကြည့်ရှုလိုက်အမျိုးတွေ let's go အဲ့တော့နေပြီးတော့လေဝေးရကျမရဲ့အချစ်ပါဒီမှာမျက်နှာလေးလာပြီးလောက်တာပေါ့နော်ကျမတော့လုံးဝလေမိန်းမတွေကိုအလှတရားနဲ့အားပေးတယ်သိလားပြီးရင်ပြောင်းမယ်ရှင်တို့စောက်ဆန်းကြီးနားထောင်အောင်ကျမလည်းလေတော်တော်လေးကိုလေသွားတာလေနေရာတွေလည်းစုံမိုင်ဘုသူတိုင်လည်းရပါကြီးလားဒီကျမရဲ့အချစ်ကသူ့ယောက်ျားကနောက်မိန်းမယူလာဘူးသူကိုယ်တိုင်မင်္ဂလာဆောင်ပေးတယ်ဟဲ့လားမင်္ဂလာဆောင်ဖို့ရအောင်သူကိုယ်တိုင်လိုက်ပြီးတော့ဝယ်ချမ်းဘောဓာကြီးอ่ะအဲ့လောက်သဘောဓာကြီးတကယ်ဥမာရှားမှရှားဗျာသဘောထားအဲ့လောက်ထင်အောင်ကြည့်ရလားတချို့လူလားဆိုရင်တပွဲတွေပါဖြစ်ကုန်မနော်ဒါပေမဲ့ကိုယ်တိုင်ပဲမင်္ဂလာဖန်ဆောင်ပေးလိုက်ဆိုတော့အဲ့လိုနော်တကယ်ရှားမှရှားကဘာမှာတယောက်တည်းဆိုတာဒါမျိုးပြောတော့ဘယ်ရောက်မြောက်သွားပြုံးသူက9ရောက်မြောက်ပြီးတယ်နော်လက်လန်ချက်ယောက်ျားကိုချစ်တတ်တော့အမရဲ့ရှင်းပေါင်းပါစိတ်ကူးရရှိသေးလားပြောပါပါအေးတော်မရဲ့ဘုဘကိုအပူမချာနဲ့တော့လှအောင်နေအသက်မှာခုမှ40ရှိသေးတယ်ငငယ်လေးနုနုလေးရှိသေးတယ်နော်တော့ကပလန်ပြအောင်နေသိလားစိတ်ကြတော့ကိုလူတယ်နော်စိတ်တွေအိုးကျသွားရင်လူလည်းအိုးကျသွားမယ်ဖလန်ထအောင်နေနော်ယောက်ျားကိုရှစ်ချက်ကိုယူရတဲ့ယောက်ျားကိုထပ်ပြီးနေကျမပြောလိုက်မယ်ဟုတ်တယ်ရှင်းနောက်ယောက်ထပ်ပြီးရှာလိုက်အပြတ်တက်ပဲကျမတို့မိန်းမတွေတော့တိတ်ခါကြမကန်ဘူးနော်အလားလုံးကျမဖန်ဆင်းပေးဦးမှာနော်ကျမကတော့ရှင်းလို့ပြောတော့သူယူမဲ့ယောက်ျားသူယူမဲ့မိန်းမတော့မင်္ဂလာလိုက်ဆောင်ပေးဖို့ဆိုတော့အဝေးစားနော်ဗီဒီယိုစကားတွေထဲမှာမဟုတ်ဘူးတကယ်လက်တွေ့ဗျာကျောင်းသားမိန်းမကြီးလားမင်္ဂလာဆောင်ပေးသူကိုယ်တိုင်ဈေးဝယ်ပြီးတယ်လက်ဆက်ပါကွာဒီမိန်းမမျိုးရှာမှာရှာကဘာမှရှာတော့ရှိတော့မရှိဘူးနော်နေလုံးနိုင်လားမဘူးမလို့လက်နဲ့အဲ့တော့အဲ့ယောက်ျားကိုဘယ်တော့မှပြန်မပေါင်းနဲ့တော့ချစ်ပြန်ပေါင်းရင်ရှင်ဒုက္ခတွေရောက်ရမယ်ဒီလားပြီးရင်ပြောထားမယ်လေကျွန်တော်သူပြောတဲ့စကားတွေမှာအရန်တွေမှာဟောဖြစ်ပြီးရမ်းနဲ့စိတ်ဝင်စားတယ်ဒီလား तू ကပြောတာလေရွှေဝတ်တာကလားလူတွေကအမျိုးတွေကရွှေကြိုက်လို့ဝတ်တာတယ်ဟုတ်တယ်အမျိုးတွေလည်းရွှေကြိုက်တယ်လို့လေတချို့လူတွေလည်းရွှေကြိုက်တယ်တကယ်ရွှေဝတ်ချင်လို့ဝတ်တာမဟုတ်ဘူးလေအမျိုးတွေရွှေကြိုက်လို့ဝတ်တာတဲ့ဒီလားဒီမှာလက်တွေအပြည့်ဝတ်ပြီးတော့လေ तू ကနေတာအဲ့တကယ်လည်းဆိုတော့ तू ကလူတွေရွှေကြိုက်လို့ဝတ်ရခြင်းနဲ့ဟုတ်လား yesterday မှတ်သားကြစကားတွေကနော်ကဲအလှပဆုံးဖန်ဆင်းထားပါအလှပဆုံးနေပါနော်ယောက်ျားကိုစိတ်ထဲမှာမထဲနဲ့ဒိုးလို့ပြောလိုက်တော့နော်ဒိုးလို့ပြောလိုက်တော့လက်လက်နဲ့နော်အစ်ကိုပဲစဉ်းစားသူတို့ကနောက်ထပ်လေဒီလိုမျိုးပဲရှာပြေးရှာရင်မယ်ဒီတယောက်ပြတ်သွားတယ်နောက်တယောက်ထက်ရှာမှာအဲ့ဒါကိုရီးယားသူတို့ရဲ့အပေါ်ကမယူနဲ့တော့ကနေကြတော့ခွမမေဘူးတဲ့ဒီလူတွေကလေဒီကျွေးတဲ့ဟိုထပ်ပြီးစင်းနေမှာမနာတော့မရမနာဒီတယောက်ပြီးရင်နောက်တယောက်ထပ်ပြောင်းမှာပြောင်း